ကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုတော့ဒီလူငယ်တွေကပဲခေါင်းဆောင်တက်လို့မှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာဟောနော်လူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့နော်လူရင်ဆန္ဒပေါ့လူကြီးတွေကတော့ကြောင်းကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်းကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုဒီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေနိုင်ပါတယ်လူကြီးတွေကြကြောင်းကြမှုလူကြီးတွေကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလုတ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုတော့ဒီလူငယ်တွေကပဲခေါင်းဆောင်တက်လို့မှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာဟောနော်လူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့နော်လူရင်ဆန္ဒပေါ့လူကြီးတွေကတော့ကြောင်းကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်းကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုဒီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေနိုင်ပါတယ်လူကြီးတွေကြကြောင်းကြမှုလူကြီးတွေကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလုတ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲ